ပါဘိုဗိုင်းရပ်စ်နဲ့ကိုရိုနာဗိုင်းရပ်စ်ဟာခွေးလေးတွေအတွက်အသက်အန္တရာယ်ဖြစ်စေနိုင်တဲ့ရောဂါများဖြစ်ပါတယ်။ဒါကြောင့်အိမ်မွေးတိရစ္ဆာန်ပိုင်ရှင်တိုင်းဒီရောဂါတွေကိုသိထားဖို့အရေးကြီးပါတယ်။ပါဘိုဗိုင်းရပ်စ်ကတကယ်ကိုကူးစက်ပြန့်နှံ့လွယ်တဲ့ရောဂါဖြစ်ပြီးတော့ဝမ်းဗိုက်နဲ့ပတ်သက်တဲ့ပြဿနာများကိုဆိုးရွားစွာဖြစ်ပေါ်စေနိုင်ပါတယ်။ရောဂါလက္ခဏာတွေကတော့အန်ခြင်း၊ဝမ်းပြက်ခြင်း၊အားနည်းခြင်းနဲ့အစားအသောက်မစားတော့ခြင်းတွေပါဝင်ပါတယ်။ဒါကြောင့်ဒီလိုလက္ခဏာတွေမြင်ရတဲ့အခါတိရစ္ဆာန်ဆေးကုဆရာဝန်နဲ့ချက်ချင်းပြသဖို့အရေးကြီးပါတယ်။ကိုရိုနာဗိုင်းရပ်စ်ကတော့ပါဘိုဗိုင်းရပ်စ်လောက်မကြမ်းတမ်းပေမဲ့တိလေးတွေမှာအသက်ရှူရခက်တဲ့ပြဿနာဝမ်းဗိုက်အောင့်နာတွေဖြစ်စေနိုင်ပါတယ်။ယောဂနှစ်ခုလုံးကအထူးသဖြင့်တော့ကာကွယ်ဆေးထိုးနှံထားခြင်းမရှိတဲ့တိလေးတွေမှာအသက်အန္တရာယ်ပိုမိုစိုးရိမ်ရပါတယ်။ဒီယောဂတွေအတွက်ကာကွယ်မှုကအကောင်းဆုံးအဖြစ်ဖြစ်ပါတယ်။ပါဘိုနဲ့ကိုရိုနာကိုကာကွယ်နိုင်တဲ့6 vaccine ရှိပြီးတော့တင့်ခွေးကိုအချိန်မှန်ထိုးပေးဖို့အရေးကြီးပါတယ်။ထပ်မံကာကွယ်ဖို့အနေနဲ့ကတော့တန်ရှင်းရေးကိုအထူးဂရုစိုက်ဖို့ဖြစ်ပါတယ်။မတန့်သောနေရာတွေမှာသွားပြီးရင်တန်ရှင်းရေးလုပ်ဖို့လိုပါတယ်။အစောဆုံးယောဂတွေးရှိနိုင်ခြင်းနဲ့အချိန်မီကုသနိုင်ခြင်းအသက်ရှင်မှုအတွက်အရေးကြီးပါတယ်။တင့်ခွေးကျန်းမာရေးနဲ့ပတ်သက်ပြီးစိုးရိမ်မှုတစ်စုံတစ်ရာရှိခဲ့ဆရာဝန်နဲ့ချက်ချင်းဆက်သွယ်ဖို့လိုပါတယ်။ကျမကတော့ဒေါက်တာချမ်းပါတိရစ္ဆာန်ဆေးကုဆရာဝန်တစ်ယောက်ဖြစ်ပါတယ်။